အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်တို့14ချိန်အတွက်ပြန်ကြကနန်းလေးတစ်ခုလောက်ကြည့်အောင်ဗျာကြိတ်တဲ့လူသုံးလို့ရတာပေါ့ဒီဆိုင်လေးကတော့ချဲဝါသနာပါတဲ့သူတိုင်းမြင်ပါပါဗျာနော်ကဲစားရအောင်ဗျာနော်ထမဆုံးကျွန်တော်တို့ဒီအနေပဲစမယ်ဗျာနော်ဒါကတော့အရင်ဘက်ကကျွန်တော်တို့တစ်ခါလေးပေးသွားတဲ့ line ပေါ့ဗျာနော်ခါတော့3လုံးပေါင်း8ဒုတိယ993ညခါတော့3လုံးပေါင်း8တတိယ994ဆိုပြီးတော့ခါတော့3လုံးပေါင်း8ဖြစ်တယ်ပြီးခဲ့တဲ့ဘက်ကကျွန်တော်တို့891ဆိုပြီးတော့ခါတော့3လုံးပေါင်း8နဲ့တစ်ခါတော့ကင်ခဲ့တယ်ဒါပေမဲ့လွဲတယ်ပေါ့ဗျာနော်8ခါတော့ကင်ခဲ့တယ်လွဲပါတယ်ဗျာနော်ခါတော့3လုံးပေါင်း8ခါတော့3လုံးပေါင်း8ခါတော့3လုံးပေါင်း8ဆိုပြီးသူပေးထားတဲ့ line လေးပေါ့ဗျာနော်အဲ့ဒီကနေကျွန်တော်တို့သူ့ရဲ့အောက်မှာအမြင် line လေးနေနေပဲကစားမယ်ဗျာနော်အမြင် line လေးကသူ့အောက်မှာဒီမှာဗျာရှင်းနှလုံးပေါင်း9နော်ရှင်းနှလုံးပေါင်း9သူ့ရဲ့ကောင်းမှာရှင်းနှလုံးပေါင်း9နော်ဒီချိန်မှာရှင်းနှလုံးပေါင်း9မှာလားနော်အရှင်းနှလုံးပေါင်း9ကိုကျွန်တော်တို့ကသူ့အောင်မှာ2ပိတ်3ပိတ်4ပိတ်ကျွန်တော်တို့5ပိတ်မှာလားဘယ်သူမပိတ်ကျွန်တော်ကတော့ပိတ်ပါတယ်5ပိတ်ပါဗျာနော်ရှေ့ပေါင်း9နဲ့5ပိတ်နော်ရှေ့ပေါင်း9နဲ့5ပိတ်ရှေ့ပေါင်း9 5ပိတ်10ကိုလိုင်းကြိုက်တဲ့သူက10ကိုလိုင်း3 10ကိုလိုင်းမကြိုက်တဲ့သူကလဲမ3နဲ့အဲ့မှာနောက်တစ်ခုကကျွန်တော်တို့ရှီပေါင်း9နဲ့9နောက်ပိတ်10ကိုလိုင်းကိုရှီပေါင်း9နဲ့9နောက်ပိတ်ဒီမှာရှီပေါင်း9နဲ့ရှီပေါင်း9နဲ့2နောက်ပိတ်ရှီပေါင်း9နဲ့3နောက်ပိတ်ရှီပေါင်း9နဲ့4နောက်ပိတ်ရှီပေါင်း9နဲ့5နောက်ပိတ်ရှီပေါင်း9နဲ့5နောက်ပိတ်မှာကျွန်တော်ကဘယ်ကနန်းလေးကိုသုံးမလဲဆိုတော့ခါကြတော့4.5ဆိုတဲ့ကနန်းလေးကျွန်တော်ထိုးမယ်ပြန်ကြနော်ဟိုမှာကြားထားပြီလားနော်ဘာလို့အဲ့ 4.5 ကနန်းလေးကိုသုံးမလဲဆိုတော့ရှီပေါင်း9နဲ့5နောက်ပိတ်ကိုကျွန်တော်ဒီ8ခုနဲ့ရှီပေါင်း9နဲ့2နောက်ပိတ်မှာကျွန်တော်သူ့အပေါ်ကဒီကနန်းကိုကျွန်တော်ဝမ်းချင်းယူမှာနော်သူ့ရဲ့ကောင်းမှာလည်းဒီ933ရှေ့ပေါင်း9နဲ့3နောက်ပိတ်မှာဒီပေါ်က934ကိုဝမ်းချင်းယူမှာနော်ဟုတ်ကဲ့ကြဒီ3နဲ့4ရှေ့ပေါင်း9နဲ့4နောက်ပိတ်ကိုဒီ246ဝမ်းချင်းယူမှာခုကျွန်တော်တို့ဒီရောက်ကတ်မှာဆိုလို့ရှိရင်ရှေ့ပေါင်း9နဲ့5နောက်ပိတ်မှာဆိုကျွန်တော်ဒီအပေါ်က214ကိုဝမ်းချင်းယူမှာ214ကိုဝမ်းချင်းယူမှာဆိုကျွန်တော်တို့က9နောက်ပိတ်နဲ့ရှီပေါင်း9ဆိုတော့ခါကြတော့ဒီဝမ်းချင်းယူမယ်ဆိုလို့ရှိရင်ဒီ14တွဲကိုပဲယူမှာရှီပေါင်း9ဖြစ်မှာဆိုတော့ခါကြတော့4.5ဆိုပြီးတော့ကျွန်တော်က4.5ဆိုတဲ့ကဏ္ဍကိုပဲကျွန်တော်သုံးပါ
နော်အဲ့4တက်5မှာဆိုကျွန်တော်တို့ဘူပရိတ်ပေါ့ဗျာဘူပရိတ်မှာဆိုရင်လည်းကျွန်တော်တို့ဒီမှာ5ကက်စီနဲ့ဘူပရိတ်လိုင်းကရှိထားတယ်ဘယ်လိုရှိထားလဲဆိုဒီမှာချောင်းမောင်းညင်မဲ့ဒီမှာပရိတ်6ဒီမှာပရိတ်ခွန်နော်ဒီမှာပရိတ်8ဒီမှာပရိတ်9ဒီချိန်ဆိုပရိတ်30ဆိုလို့ချင်းဒါကျွန်တော်တို့ယူထားတဲ့4တက်5နဲ့လည်းကြိုက်တယ်နော်အဲ့ဒါကိုမှတက်ခါလေးရလည်းရှိတယ်တက်ခါလေးရလည်းရှိနေတယ်တက်ခါလေးကကျွန်တော်တို့ဘယ်လိုရှိနေလဲဆိုတော့ခါကြဒီမှာတက်ခါလေးကဘယ်လိုရှိနေလဲဆိုတော့ကျွန်တော်တို့ဒီမှာ3ထိပ်စီးလေးနဲ့ခွန်ခါလေးနဲ့ပေါင်းရင်30 3ရပါဗျာနော်ဒီမှာ3ထိပ်စီးလေးနဲ့8ခါလေးနဲ့ပေါင်းလို့ရှိရင်17 10 17ဒီမှာဒီက3ထိပ်စီးနဲ့9ခါနဲ့ပေါင်းရင်12နော်နောက်တစ်ချိန်ဒီမှာ2ထိပ်စီးနဲ့3ခါ1ခါနဲ့ပေါင်းလို့ရှိရင်3နော်11နဲ့3ဒီမှာကျွန်တော်တို့ဒီချိန်မှာ4လို့ထည့်မယ်ဆိုလို့ချင်းဒီမှာ3ထိပ်စီရှိနေတဲ့အတွက်ကျွန်တော်တို့1ခါထဲမှာ4လို့ဖြစ်မှာဆိုတော့1ခါလိုင်းလေးလည်းရှိတယ်ကြိုက်နေတဲ့ရင်3လို့ရအောင်လို့ပါเนาะကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများကြိုက်နေတဲ့ရင်3ပါမကြိုက်နေတဲ့လို့ရှင်မ3ပါနဲ့ကြော်သွားလိုက်ပါဗျာเนาะဒီလိုဆရာတယောက်မဟုတ်ပါဘူးခင်ဗျာပြင်းပြတင်တဲ့ဝါသနာရှင်တယောက်ပါเนาะရှီပေါင်း9နဲ့9နောက်ပိတ်เนาะရှီပေါင်း9ကဒီမှာရှီပေါင်း9လို့ဆက်ပေးမယ်ဆိုရင်ကျွန်တော်တို့ဒီချိန်မှာရှီပေါင်း9နောက်ပိတ်လေးရာစီနီယာနဲ့ပဲ2နောက်ပိတ်3နောက်ပိတ်4နောက်ပိတ်5နောက်ပိတ်နဲ့ဆိုပြီးတော့ကျွန်တော်တို့ရှီပေါင်း9နဲ့9နောက်ပိတ်ယူထားတယ်ပေါ့ဗျာနော်ရှီပေါင်း9နဲ့9နောက်ပိတ်ယူထားတာကိုကျွန်တော်တို့ကဒီခဏမှဆိုလို့ချင်းသူ့ပေါ်2ခွန်နှစ်ဒီ1ချင်းဆိုပြီးတော့ကျွန်တော်တို့ကယူတယ်ကျွန်တော်တို့မဟုတ်ပါဘူးကျွန်တော်ကယူတယ်ဒီ934 1ချင်းကိုအောက်မှာ933ဆိုပြီးထွက်တယ်ဒီ246 1ချင်းကိုအောက်မှာ324 1ချင်းဆိုပြီးထွက်တယ်ကျွန်တော်ကဒီ214 1ချင်းကိုယူပြီးတော့ခါကြတော့4.5ဆိုပြီးတော့ကြိုက်ပါတယ်ကျွန်တော်ကြိုက်တာကိုပြောတာပါနော်အဲ့ဒါအောင်မှဘရိတ်အနေနဲ့ဆိုလို့ရှိရင်ဒီမှာ5ဘရိတ်6ဘရိတ်9ဘရိတ်10ဘရိတ်9ဘရိတ်10ဘရိတ်ဆိုရင်ကျွန်တော်တို့ကဒီချိန်မှာ3ည10ဘရိတ်ပါတယ်နော်အဲ့ဒါအောင်မှတစ်ခါလေးရဆိုလို့ရှိရင်ဒီမှာ3ထိပ်စီးနဲ့9ခါနဲ့10 3ထိပ်စီးနဲ့10ခါနဲ့17 3ထိပ်စီးနဲ့9ခါနဲ့12 2ထိပ်စီးနဲ့1ခါနဲ့73เนาะဒီမှာကျွန်တော်တို့ခုရောက်ကမှာဆိုရင်3ထိပ်စီးနဲ့1ခါနဲ့မှာ14ဖြစ်မှာဆိုရင်ကျွန်တော်1ခါလဲအဆင်ပြေတယ်เนาะဒါမှမဟုတ်ဘူးကျွန်တော်တို့တစ်ခုရှိတာကဒီအပေါ်က1ချင်းယူတဲ့နေရာမှာ2ခွန်နဲ့1ချင်းကသူ့ရဲ့ရှည်တွေရပဲအောက်ကိုပြုတ်ကြတယ်ဆိုရင်တော့တမျိုးပေါ့ဗျာเนาะဒီမှာရှည်2ခွန်ရှည်တွေကလူ့အောက်မှာလုံးမိုင်နေနဲ့ပေးသလားသူ့ရဲ့ဆောင်းမှာဒီ93ရရှည်တွေကသူ့အောက်မှာလုံးမိုင်နေနဲ့ပေးသလားသူ့အောက်မှာဒီ24ရှည်တွေကအောက်မှာ24တွဲလို့ပေးသလားအဲ့လိုဆိုရင်ကျွန်တော်တို့ဒီအောက်မှာဆိုရင်2တွဲလို့ပဲပေးမလားအဲ့ဒါတော့ရှိတယ်နော်2တွဲနဲ့3ချင်းရင်လည်းသုံးလို့ရတယ်ပေါ့ဗျာနော်ကျွန်တော်မိတ်ဆွေများချင်းနဲ့တည်ရင်3ပါနော်ကျိုင်းနေတဲ့ဥဆိုရင်ကြော်သွားလိုက်ပါနော်အပြင်းပြေပြတာပါဝါသနာရှင်မဖြစ်ပါတယ်ဆရာတရားမဟုတ်ပါဘူးခင်ဗျာနော်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနော်4.5တဲပါနော်4.5တဲပါ